မ်းသာဒုက္ခကိုလမ်းညွှန်မှုပြပြီးအကျိုးစီးပွားကိုရစေတဲ့အကြောင်းတရားတွေကိုစီးပူအထောက်ခြင်းဖြင့်ချမ်းသာဒုက္ခကိုရစေနိုင်တဲ့မှန်ကန်တဲ့နိလန်းတွေကိုဆုံးမဟောကြားတာဖြစ်တယ်။သို့သောလောကလူတွေယုံကြည်နေကြတဲ့ဖျားဆိုတဲ့ပုဂ္ဂိုလ်တွေလို့ဆုတော်လက်တော်ပေးပြီးတော့မတာမျိုးမဟုတ်ဘူး။များသောအားဖြင့်လူသားတွေဟာဖျားထမဆုပန်ပြီးတော့ရတယ်ဆိုတဲ့ပုံမှာအထင်ရောက်ရှိပြီးတော့နေကြတယ်။တကယ်ကတော့လိုချင်တာဆုပန်နေုံနဲ့ဘာတစ်ခုမှရမှာမဟုတ်ဘူး။ကိုအားကိုကြိုးစားအထောက်ချင်းပြင်းတာလေရနိုင်တယ်ဆိုတာလက်တွေ့ဘဝမှာလူတိုင်းသိကြတာပဲ။ဘာပဲဖြစ်ဖြစ်ပညာတတ်အောင်လဲကိုယ်တိုင်ကြိုးစားစီးပွားဥစ္စာလဲကိုယ်တိုင်ရှာကြရတာဖြစ်တယ်။သို့သောလောကလူတွေကညှို့လင်းချက်ကြီးစွာနဲ့တစုံတစ်ယောက်ကကိုယ်မဆာလိမ့်မယ်လို့ထင်ရောက်ပြီးအာကိုနေကြတာတော့ခဏထီအောင်ရှိနေကြတော့မယ်ပေါ့နော်တကယ်ကတော့အာကိုခံရတဲ့ပုဂ္ဂိုလ်ရဲ့ကုညီဆောင်ရှောက်မှုဆိုတာဟာအကြံဉာဏ်ပေးခြင်းလိုအပ်တဲ့အချက်လေးတွေကိုကုညီပေးခြင်းမျှတာလည်းဖြစ်တယ်ဒီတဲ့ပို့ပြီးမလုံးနိုင်ပါဘူးမိဘတွေကသားသမီးကိုချစ်လို့ကိုသားသမီးကိုကြည်ပွားတိုးတက်စေချင်လို့ရှိရင်မိဘတွေကဘာလုပ်ရလဲဆိုရင်သားသမီးပညာတတ်ဖို့အတွက်ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းထံအနံ့ပေးမယ်ကုန်ကြစရိတ်တွေများစွာကုန်ကြခံပြီးတော့စီစဉ်ပေးကြတယ်ဒါလက်တွေ့ပဲလေမလို့ရမယ်ဆိုရင်ကိုသားသမီးဘယ်နိုင်ငံရခြားတွေပို့ပြီးတော့ဆင်းရဲဒုက္ခခံစေမလဲအုံဖွားဆိုမှန်းလိုက်တာနဲ့ပညာတတ်ကြီးဖြစ်တော့မှာပေါ့စီပါဥစ္စာတိုးတက်ဖို့သူခြေတော်နဲ့သူရပ်နိုင်ဖို့အတွက်ပညာသင်ကြားပေးကြထိုပညာကိုအသုံးချပြီးတော့လူတွေဟာကြီးပွားတိုးတက်လာကြတာသာဖြစ်တယ်သို့သောခဏထီအောင်အများစုကမလိတ်နိုးနိုးနဲ့ယူကျိုးကိုးကွယ်နေကြတော့မယ်ဘုရားဘာသာရေးကိုးကွယ်တဲ့မြတ်စွာဘုရားကတရားရည်ရဲ့အကျိုးကိုဆောင်ရွက်တယ်ဆိုတာမားတဲ့အနေနဲ့ဆောင်ရွက်တာမဟုတ်ဘူးဆိုလိုတာကမားတယ်ဆိုတာတကူနဲ့မားတာမဟုတ်ဘူးအသိပညာပေးတာပဲဖြစ်တယ်ဟိတနဲ့ဒုက္ခစာပေကျမ်းမှာအတိလင်းဖော်ပြတာရှိတယ်ဟိတေပဝတ္တနေနာအဟိတာသနိဝတ္တနေနာတတ္တနံပယံဟိန္တတိတိဗုဒ္ဓောဘုရားမြတ်စွာဟာတရားရည်ပေါ်မှာဖြစ်ပေါ်နေတဲ့အခက်ခဲဆင်းရဲဒုက္ခဟူသမျှကိုဘာနဲ့ဖယ်ရှင်းပေးသလဲလို့ဆိုရင်ဟိတေပဝတ္တနေနာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တရားတွေလိုက်နာဆောင်ရွက်ရမယ့်လမ်းကြောင်းတွေလမ်းစဉ်တွေကိုဟောကြားဆုံးမပေးခြင်းဖြင့်တရားရည်ရဲ့အခက်ခဲကိုကျော်လွှားစေတာပဲဖြစ်တယ်မကောင်းတဲ့လမ်းကြောင်းကရှောင်ရှားစေခြင်းဖြင့်တရားရည်ရဲ့အခက်ခဲကိုရှောင်လွှဲပေးတကူတော်ဖြင့်မားစာခြင်းလို့မပါဘူးနော်သို့သောလောကလူတွေကခဏထီအောင်တကူတော်နဲ့မားစာတာတို့ဒါကိုခံရင်းနေကြတော့မှရှိတယ်ဒါလူတဘာဝအဲ့ဒီလိုဖြစ်အသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားကြည့်မယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုကြည့်လောကကြီးမှာတကယ်ဖြစ်ပြနေတဲ့အရာမျိုးကိုသာလေမြတ်စွာဘုရားဆောင်ရွက်တာဖြစ်တယ်ဒါကြောင့်ဓမ္မပဒဒေသနာဟာတမန်အဖြစ်ကြည့်မယ်ဆိုရင်ဘာသာတရားလို့ပြောရမှာတဲ့အဆုံးအမဏီကုံလမ်းပြပြောမယ်ဆိုရင်တကယ်ဖီလိုဆိုဖီလက်တွေ့ကျင့်သုံးလို့ရတဲ့ဤစနစ်တွေဒါတွေကိုဟောပေးတာပဲဖြစ်တယ်ပေါ့ဖီလိုဆိုဖီဆိုတာအတွေးခေါ်တသက်မြတာဖြစ်တယ်တကယ်တော့လက်တွေ့လုပ်လို့ရတဲ့ဟာတွေမဟုတ်တချို့ဟာကြတော့လက်တွေ့ကြလှုပ်ဆောင်နိုင်တဲ့ပညာရပ်တွေကိုမြတ်စွာဘုရားဆုံးမဟောကြားပေးတာဖြစ်တယ်
ချမ်းသာကြွယ်ဝခြင်းဘာလို့ရမလဲစီးပွားဥစ္စာတိုးတက်ခြင်းဘာလို့ရမလဲဘဝတန်တရားမှာအခက်ခဲတွေကျော်လွှားပြီးကောင်းစားခြင်းဘာတွေလုပ်ရမလဲဆိုတာကိုလမ်းညွှန်ပြတာပဲတကယ်လက်တွေ့လောကမှာလည်းပဲမွေးလာကြတဲ့လူတွေဟာပညာသင်နေကြတာဒါတွေအတွက်သင်နေတာပဲမဟုတ်လားပညာတတ်သွားပြီဆိုရင်ထိုပညာရဲ့အကျိုးကျေးဇူးကိုအားကိုးပြီးလောက်သွားကြလို့ထိတ်တန်းရောက်သွားကြတာသို့တော့အကိုယုံကြည်မှုတွေနဲ့တစ်ဖက်ကနေပြီးတော့လူတွေဟာလွဲမှားတဲ့ယုံကြည်ချက်တွေကတော့ရှိနေတော့မှဖြစ်တယ်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဘာသာတရားလို့ဆိုရတဲ့လက်တွေ့ကျတဲ့အဆုံးအမနိလန်းညွန်ပြဆုံးမတဲ့အချက်တွေသာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေကနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူးဘဝမှာဘယ်လိုနေထိုင်ရမလဲ way of life ဘဝမှာဘယ်လိုနေရမလဲဘယ်လိုနေရင်ကြီးပွားနိုင်တယ်နော် way of accomplishment ကြီးပွားတိုးတက်တဲ့လမ်းနည်းတွေကိုရှင်းပြတာပဲဖြစ်တယ်ဘာသာတရားလို့ဆိုတဲ့ဟာတွေကကိုးကွယ်ယုံတတ်တတ်ပဲဖြစ်တယ်ကိုးကွယ်တဲ့ဆုတောင်းတဲ့ဆုပန်းမြတ်စွာဘုရားရဲ့အဆုံးအမမှာဆုတောင်းဆုပန်းနေတာမျိုးအပေးတာမျိုးမဟုတ်ဘူးသို့တော်လူတွေကတော့အကျင့်ကြီးပါနေတော့ဒါလုံးနေကြတာပဲဖြစ်တယ်ပေါ့ဆုတောင်းတဲ့ဆုပန်းတဲ့ဆိုတာကိုယ့်ရဲ့ intention ကိုဖော်ပြတာသာဖြစ်တယ်ဆုပန်းလို့ရကြတာမဟုတ်ဘူးအလုံးလို့ရကြတာသာဖြစ်တယ်ကိုယ်ကိုယ်တိုင်ကြိုးစားအထောက်လို့ရတာသာဖြစ်တယ်အဲ့ဒါကိုမလွဲမသွေမှတ်သားချရမှာဖြစ်တယ်ဆုပန်လို့ရရင်မြတ်စွာဘုရားကိုယ်တိုင်ကဒေသနာတော်ဘုရားမှာဟောထားတာနော်တစုံတစ်ခုဖြစ်ချင်တယ်ဆိုလို့ရှိရင်ဆုတောင်းမနေနဲ့ဆုတောင်းနေလို့ဘာမှမရဘူးတဲ့ထိုအနေအထားမျိုးကိုရောက်စေတဲ့လမ်းကြောင်းအတိုင်းဆောင်ရွက်ပါလို့မြတ်စွာဘုရားရှင်းရှင်းလေးဥပမာပြောထားတယ်ဘယ်ဟိုဘက်ကမ်းကိုရောက်ချင်သလားမြစ်တစ်ဖက်ကမ်းမှာရပ်ပြီးဟိုဘက်ကမ်းကိုရောက်ချင်သလားငါဟိုဘက်ကမ်းကိုရောက်ပြရစေလို့မင်းဆုတောင်းနေတနေ့ကုန်ထိုင်ဆုတောင်းဟိုဘက်ကမ်းမရောက်ဘူးလှေရှာသင်္ဘောရှာဟိုဘက်ကမ်းခုဘာမှမပိုင်လက်ပြကူဒါပဲရှိတယ်အဲ့ဒါရောက်တော့မှသိချတယ်မြတ်စွာဘုရားအဲ့ဒီလိုဆုံးမတာလေနော်အဲ့တော့လက်တွေ့ကြကြလုပ်ရမယ်ဆိုတာတွေကိုဆုံးမတော့လက်တွေ့ကြကြလို့ဆိုတဲ့ထဲမှာတခြားဘာသာတရားတွေနဲ့ရောထွေးပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုနောင်ဘဝအတွက်သာအသုံးချရမလို့ဆိုတာမာယွင်းနေချက်ပဲဖြစ်တယ်နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုးသာရှိတယ်လောကစီးပွားရေးနဲ့ဘာမှမဆိုင်ဘူးလောကီကြီးပွားရေးကိုဟောတာမဟုတ်ဘူးလို့ထင်လို့ရှိရင်လည်းလုံးဝလွယ်မှားနေတယ်မြတ်စွာဘုရားဟာတရားရည်ရဲ့အကျိုးစီးပွားကိုလိုလားလို့မှန်ကန်တဲ့နိလန်းတွေကိုဖော်ပြပြီးဒုက္ခကိုရစေတာဖြစ်တယ်ဒါမို့ဟိတနဲ့ဒုက္ခဆိုတာနှမျိုးတွဲဖက်တာဟိတလုံးမှဒုက္ခဟိတဆိုတာဘာတော့ condition အခြေအနေကောင်းတစ်ခုဖန်တီးရအဲ့ဒီအခြေအနေကောင်းတစ်ခုဆိုတာဘာလဲပြောမယ်ဆိုရင်သာသမီတူအခြေအနေကောင်းဆိုတာမိဘပြောတဲ့စကားနားထောင်တယ်လိမ္မာတယ်လူကြီးသူမတွေစကားနားထောင်တယ်စာကြိုးစားတယ်နေထိုင်ကောင်းတယ်ဆိုတာကျောင်းမမှန်တက်တယ်ပညာကြိုးစားတယ်ဒါကောင်းတဲ့အခြေအနေတွေပဲအဲ့ဒီအခြေအနေတွေကောင်းမှသူ့ရဲ့အောင်မြင်ကြီးပွားမှုဒုက္ခဆိုတာရမှာဒါမလွဲမသွေမှန်ကန်တဲ့လမ်းကြောင်းမြတ်စွာဘုရားကလည်းဒါကိုဟောတာစာပေကျမ်းမှာကြည့်လိုက်မယ်ဆိုရင်ဘုရားပွင့်လာတဲ့ဆိုတာဘဟုဇနဟိတာယဘဟုဇနဒုက္ခယအများအကျိုးစီးပွားဖြစ်ထွန်းဖို့နဲ့အများချမ်းသာဖို့အကျိုးစီးပွားလို့ဆိုတာအကျိုးတရားကိုပြောတာမဟုတ်ဘူးအကျိုးတရားတွေဖြစ်ပွားဖို့ရအကြောင်းကိုလုပ်ရမှာဖြစ်တယ်ပေါ့တိုင်းပြည်တစ်ပြည်မှာစီးပွားရှာလို့ကောင်းနေတယ်ဆိုတာဟိတစိုက်ပျိုးမွေးမြူရေးစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိုးလေဝသမှန်ကန်ပြီးတော့ကိုလိုအပ်တဲ့ရေတွေရတယ်မြေနေထားတွေရှိတယ်ရာသီဥတုကောင်းတယ်ဆိုတာတွေဟာဟိတအဲ့ဒီဟိတပေါ်မှာအခြေခံပြီးတော့မှစီးပွားအောင်မြင်မှုဆိုတဲ့ဒုက္ခကိုရမှာဖြစ်တယ်ပေါ့
မိုးလေဝသကမမှန်ဘူးမြေကောင်းရေကောင်းမရှိဘူးဆိုရင်စိုက်ပျိုးရေးလုပ်ဖို့အခြေအနေမကောင်းဘူးသူတို့ပဲပြောရမယ်ခြေနေကောင်းဆိုတာအဲ့ဒါကိုဆိုလို့လေနော်ခြေနေကောင်းဆိုတာခြေနေကောင်းမှဒုက္ခဆိုတာရအဲ့တော့မြတ်စွာဘုရားကအခြေအနေကောင်းတစ်ခုဖန်တီးပေးတာအခြေအနေကောင်းဖန်တီးတဲ့ပုံမှာအသုံးချပြီးတော့ဒုက္ခဆိုတဲ့ချမ်းသာကိုရကြတာလို့သူတို့ဆိုလို့တယ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာလူဘဝမှာစီးပွားရှာကြနာလားကြော်ကြားကြနာလားအောင်မြင်ကြနာလားကျမ်းမာကြနာလားအသက်ရှည်ကြနာလားဘဝမှာဘာပဲလူချင်းတဲ့နိလန်းတွေရအောင်လုပ်နိုင်တဲ့နိလန်းတွေကိုဟောပြောဆုံးမတာပဲဖြစ်တယ်ပေါ့နော်တကယ်ရစေနိုင်တဲ့နိလန်းတွေကိုမြတ်စွာဘုရားဆုံးမတယ်အဲ့ဒါလို့မဟုတ်ဘူးတန်ត្រာကြီးထဲမှာမနေချင်တော့ဘူးအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒုက္ခတွေမခံချင်တော့ဘူးနိဗ္ဗာန်ကိုဘယ်တော့မှမဝရမနာရတဲ့အနေထားမျိုးရောက်ချင်တယ်ဆိုရင်လည်းအဲ့ဒီလမ်းကိုညွှန်ပြတယ်အဲ့ဒါနောက်ဆုံးမှညွှန်ပြတာနော်နောက်ဆုံးမှညွှန်ပြတာဆိုကိုကလောကမှာကြီးပွားခြင်းတယ်တိုးတက်ခြင်းတယ်ဘာလုပ်ရမလဲအဲ့ဒါကိုလည်းမြတ်စွာဘုရားအခြေခံအဖြစ်ညွှန်ပြတာဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေဟာအဆုံးအမတရားတွေသာဖြစ်တယ်လက်တွေ့ကြလိုက်နာကျင့်သုံးနိုင်တဲ့တရားဓမ္မပဒဒေသနာတော်မှာလက်တွေ့ဘဝတစ်ခုကိုအကြောင်းပြုပြီးတော့သီဝရီထုတ်တာပဲဖြစ်တယ်ဆို statement ပေါ့အခုလိုပြောရင်အဆိုပြုတဲ့စကားတစ်ခုလောကမှာဒီနိတိဆိုတာလို့လမ်းညွှန်ချက်တစ်ခုကိုပေးလိုက်တာဘာလို့ရင်ဘာဖြစ်တယ်ဆိုတဲ့ guideline တော့မဟုတ် proverb ဆိုရိုးတစ်ခုပြုလိုက်တာပဲဖြစ်တယ်ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်ကြိုးစားကဖျားဖြစ်တယ်ဆိုတဲ့စကားကြိုးစားဖို့ပြောတာနော်ကြိုးစားဖို့ရည်ညွှန်း Rolling Stone get that no more ဆိုတာအေးမင်းအလုပ်တွေခဏခဏပြောင်းမယ်ဆိုလို့ရှိရင်ဘာမှဖတ်တယ်မှမဟုတ်ဘူးဆိုတဲ့စကားပြောတာ No pain no gain မင်းအနာမခံလို့ရှိရင်အသာဆိုင်ရမှာမဟုတ်ဘူးဒါတွေအတိဝရီတွေအဲ့လိုလမ်းညွှန်ချက်တွေမြတ်စွာဘုရားဆုံးမမှာလဲအဲ့တိုင်အဲ့ဒီထိတဲ့ပို့ပြီးတော့မြတ်စွာဘုရားဆုံးမနိုင်တာတော့နိဗ္ဗာန်ရဲ့အကြောင်းတရားထိအောင်ဆုံးမတယ်လို့သူတို့ဆိုလို့တယ်သို့တော့အများစုကဘုရားတရားတော်တွေကလောကုတ္တရာတွေတို့နဲ့မဆိုင်ဘူးဆိုပြီးမျက်ွယ်ပြုတ်ထကြတယ်ပေါ့နော်ကဘာမှာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားတရားတော်ဟာလောကုတ္တရာတရားကြီးပဲမဟုတ်ဘူးမျက်မှောက်ဘဝမှာကောင်းကျိုးချမ်းသာရစေနိုင်တဲ့နိလန်းတွေဟောတယ်ဒီဘဝတည်းဆိုရင်မပြည့်စုံသေးဘူးဒီဘဝမှာဘယ်သူမှအမြဲမနေရဘူးနော်ဒီဘဝအဆုံးသတ်သွားလို့ရှိရင်နောက်ဘဝအတွက်စိတ်ချစေရမယ်ကိုချင်းတရားတွေကိုဟောတယ်အေးဤဘဝနောက်ဘဝဒီလိုကြီးပဲသွားနေရမှာလားဆိုဘဝဆိုတာကိုမလိုချင်ဘူးဆိုလို့ရှိရင်လေ exit ဆိုဘဝကထွက်လန်းကိုပေးထားတယ်ဟောပြည့်စုံတယ်နော်တချို့ဘာသာတရားဒီဘဝကောင်းစားရေးတော့လမ်းညွှန်ခြင်းလမ်းညွှန်ပဲနောက်ဘဝကောင်းစားရေးကြတော့ကောင်းကင်ဘုံပဲရှိတယ်နော်ကောင်းကင်ဘုံတစ်ခုပဲပြောတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်မှာဒီဘဝလည်းကောင်းစားမယ်နောက်ဘဝဆိုတာနောက်ဘဝပေါင်းမြောက်များစွာအတွက်လည်းကောင်းကျိုးချမ်းသာရမယ်ဘဝတွေကိုယုံမုန်းပြီးမလိုချင်တော့ဘူးဆိုရင်လည်းပဲဘဝကထွက်မြောက်ကြောင်းလမ်းစဉ်ကိုဟောပြောဆုံးမပေးတာပဲဖြစ်တယ်အဲ့တော့ဆုတောင်းဆုယူဆိုတဲ့ဘာသာတရားမျိုးမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးလိုက်နိုင်ရမယ်အဆုံးအမတရားလို့အဲ့တော့မြတ်စွာဘုရားတရားတော်တွေဟာလောကီဘက်ကပဲရှုထောင့်ကပဲကြည့်လောကုတ္တရာရှုထောင့်ကပဲကြည့်မှန်နေတယ်အကုန်လုံးကဲဒီနေ့ဓမ္မပဒဒေသနာမှာဓမ္မရတနဲ့ဘဝသင်္ကန်းစာများဆိုတာလေးကိုကြည့်လောကီဘက်မှာလည်းဘာကိုရည်ညွှန်းတယ်လဲလောကုတ္တရာဘက်ကဘာကိုရည်ညွှန်းတယ်လဲဆိုတာကြည့်ရအပိုင်း15မှာမှတ်သားရမယ်မြတ်ဗုဒ္ဓရဲ့ဓမ္မပဒဒေသနာမှာဘာပြောလဲဆိုအပမဒောအမတပဒံပမဒောမစ္ဆုနောပဒံတမန်ပြောလိုက်ရင်ဒါလေးအရှင်းရှင်းလေးပဲเนาะအပမရဆိုတာမင်းအခြေအနေတစ်ခုပေါ်မှာရင်မှုမေးလျော့နေမဲ့ဆိုလို့ရှိရင်
ပမာဒရစ်မှုမေ့လျော့မယ်ဆိုရင်ဆင်းရဲဒုက္ခကလွတ်ကြောင်းမရှိလို့မင်းအဖမှန်ဒုက္ခရောက်ခြင်းရဲ့အကြောင်းဆိုပါစို့အဖမှန်သိရခြင်းရဲ့အကြောင်းတစ်ခုဖြစ်နေတန်တရားတွေကဘယ်တော့မှထွက်နိုင်မှာမဟုတ်ဘူးဒါတစ်ခုလောကုတ္တရာဘက်ကကြည့်လို့ရှိအပမဒောအမတပရံဘဝတစ်ခုမှာအခြေအနေတစ်ခုပေါ်မှာရစ်မှုမေ့လျော့မနေပဲနဲ့ကြိုးစားအထုတ်ခြင်းဟာအမတပဒဘယ်တော့မှမတည်တဲ့မတည်ရာအဆင့်ကိုရောက်ဖို့ရအတွက်လုံလောက်တဲ့အကြောင်းတရားဖြစ်တယ်အဲ့တော့ဒီဒေသနာတော်ဟာတမန်အပြင်ကြည့်မယ်ဆိုရင်အပမရဆိုတဲ့ mindfulness ပေါ့နော်ကိုယ်အလုပ်ပေါ်မှာအာယုံစိုက်ပြီးတော့ရရှိထားတဲ့အခြေအနေတစ်ခုပေါ်မှာရစ်မှုမနေပဲနဲ့တတိနဲ့ကြိုးစားအထုတ်နေရမယ်အဲ့ဒါလိုကြိုးစားအထုတ်ဆွဲဆွဲမြဲမြဲလုပ်နေခြင်းဟာအမတပဒနောက်ဆုံးအမြင့်ဆုံးအဆင့်ဟာဘယ်တော့မှမသိရတဲ့နေရာမျိုးထိအောင်ရောက်သွားနိုင်တယ်ပေါ့အဲ့ဒါလိုမဟုတ်ဘဲနဲ့စัจကျင်မဲ့ပမာဒခြေနေတစ်ခုပေါ်မှာရည်မှုနေလို့ရှိရင်ဖန်တယ်လဲသိခြင်းရဲ့အကြောင်းဖြစ်တယ်ဒါအမြင့်ဆုံးအဓိပ္ပာယ်ကိုပြောတာကဲအခြေခံအဓိပ္ပာယ်တစ်ခုစဉ်းစားကြည့်အပမာဒမင်းလက်ရှိလုံနေတဲ့အပေါ်မှာရည်မှုမနေပဲနဲ့တတိရှိရှိနဲ့ကြိုးစားအထုတ်မယ်ဆိုရင်အမတပဒမင်းရဲ့ဂုဏ်သိက္ခာဟာဘယ်တော့မှကြာဆုံးသွားမှာမဟုတ်ဘူးအမြဲတမ်းရှင်သန်နေမှာပဲလို့သူတို့ဆိုလို့တယ်လူဘဝတချို့ကလူမသေးခင်သေသွားတယ်လေဂုဏ်သိက္ခာတွေဂုဏ်သိက္ခာတွေကြာဆုံးပြီးသေသွားတယ်အဲ့ဒါမေ့လျော့သွားလို့မမေ့လျော့ဘူးဆိုရင်မင်းဘယ်တော့မှမသေးဘူးလောကကြီးတဲ့ကမင်းသေမှာမဟုတ်ဘူးပျောက်ကွယ်သေးတယ်ဆိုတော့ပျောက်ကွယ်သွားဆိုပါစို့မြန်မာလူမျိုးတွေရဲ့ယင်ထဲမှာအနောယထမင်းဆိုတာရှိတယ်ကျန်စစ်သားဆိုတာရှိတယ်နော်ဘရင်နောင်အလောင်းဖရာတို့ရှိနေကြအဲ့ဒီလူတွေဟာအကြောင်းမဲ့ရှိလာတာမဟုတ်ဘူးသူတို့ကြိုးစားအထုတ်ခဲ့တာလေအဲ့ဒီလူမမေ့မလျော့ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ဟာလူသေးတော်လဲနာမည်မသေးဘူးဒါမှမဟုတ်အမတပဒလို့ဒီအိဗယ်ကိုယူလို့လည်းရတယ်ပေါ့နော်ဂုဏ်သိက္ခာအဖြစ်နဲ့သိဆုံးသွားမှာမဟုတ်ဘူးဘယ်တော့မှမသိဆုံးဘူးဘယ်တော့မှမကြဆုံးဘူးလို့ဒီလိုဆိုလို့တယ်မမှန်ကန်ကန်နဲ့တတိရှိရှိနဲ့ဆွဲဆွဲမြဲမြဲကောင်းတဲ့အလုပ်တွေကိုလုပ်သွားတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှလောကကြီးကပျောက်ကွယ်ပြီးတော့သူ့နာမည်ဟာတိမ်မြုပ်သွားမှာမဟုတ်ဘူးလို့အမတပဒဒီလိုအိဗယ်မျိုးလေးရပမာရောမစ္ဆုနောပရံမိမိလျော့ရော့လှုပ်ချင်လှုပ်ပြီးတော့နော်ရစ်မှုနေတဲ့ပုဂ္ဂိုလ်ကတော့မကြခင်ပဲလူကမသေးခင်နာမည်ပျောက်သွားပြီလူမသေးခင်နာမည်ပျောက်သွားလူလည်းသေသွားရောဘယ်သူမှအသိမှမပြုတဲ့အနေအထားမျိုးရောက်သွားဘယ်သူမှမသိတော့သေသောသူကြာရင်မေ့ဆိုတာအဲ့ထက်ပါသွားပြီကုန်ဂုဏ်ပြုခံရတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ဘူးလို့လောကမှာဂုဏ်ပြုခံရတဲ့ပုဂ္ဂိုလ်တွေဟာအပမာဒဆိုတဲ့မမေ့မလျော့ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်တွေကြီးပဲနော်မိမိလျော့ရော့နေတဲ့ပုဂ္ဂိုလ်ဟာမကြခင်မဲ့လောကကြီးကပျောက်ကွယ်သွားတယ်အပျောက်ကွယ်တာဟာမစ္ဆုနောပဲနော်နာမည်သေဆုံးသွားတယ်ဂုဏ်သိက္ခာသေဆုံးသွားတယ်အဲ့ဒီအိဗယ်မျိုးကိုမြတ်စွာဘုရားရှင်းလင်းဟောကြားတာပဲအဲ့တော့အပမာဒဆိုတဲ့တရားဘာတုံးလို့ဆိုလို့ရှိရင်မမေ့မလျော့ဘူးဆိုတာအရာရာမှာတတိနဲ့လုပ်တယ်တတိနဲ့သွားတယ်တတိနဲ့စားတယ်ကိုယ်လက်ရှိနေတဲ့အရေးချင်းတစ်ခုကိုအမြဲတမ်းကိုယ့်ဆင်ញင်သုံးသပ်နေတယ်အပမာဒဆိုတာအခြေခံလေးတစ်ခုပြောလိုက်တာတတိရှိနေရင်နောက်ကပါလာတော့ဆိုပညာလာတယ်တတိနဲ့တမ္ပစညာဒီကနေ့ခေတ်မှာတတိအရေးကြီးတာကိုနိုင်ငံရခြားလူတွေကသဘောပေါက်တယ်သို့တော်ဘုရားဘာသာတရားတော်လို့သူတို့မပြောချင်တဲ့အခါmindfulness လေ့ကျင့်ခန်းဆိုပြီးလုပ်နေကြတာနော်ဒါတတိလေ့ကျင့်ခန်းပဲအပမာဒပဲ mindfulness based stress reduction ဆိုတာ MBSR လို့အမေရိကန်နိုင်ငံမှာဘယ်သူတီထွင်တယ်လဲဆိုရင်တော့ဘယ်သူတီထွင်တယ်ဆိုတာတော့သိချာမသိပေမဲ့လို့ဗမာပြည်မှာလာရောက်ပြီးတရားထိုင်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်mindfulness လေ့ကျင့်ခန်းဟာ
မှာမြတ်စွာဘုရားဟောတော်မူတဲ့တတိပဋ္ဌာန်တရားတော်ပဲတတိနဲ့တမ္ပစဉ္ညာသူတို့က MBSR ဆိုတာ MB ဆိုတာ M ဆိုတာ mindfulness B က based stress reduction လောကလူတွေဟာကြီးပွားချမ်းသာခြင်းနဲ့ဆန္ဒတွေပြင်းထန်ကြတယ်ကြိုးစားကြတယ်အောင်မြင်သူရှိတယ်မအောင်မြင်သူရှိတယ်မအောင်မြင်တဲ့ပုဂ္ဂိုလ်တွေကစိတ်ဖိစီးမှုဆိုတဲ့ stress တွေဖြစ်လာကြတယ် depression တွေရလာတယ်အဲ့လိုတွေဖြစ်လာအဲ့ဒါမျိုးမဖြစ်ရအောင်လို့သူကဘာလို့ mindfulness လေ့ကျင့်ခန်းလုပ်တယ်နော်တခြားအရာမလုပ်ဘဲနဲ့မြတ်စွာဘုရား mindfulness လေ့ကျင့်ခန်းကိုပြောထားတာကိုလည်းလှုပ်ရှားမှုတွေအားလုံးပေါ်မှာ mindfulness နောက်ဆုံးမှာကိုအဝတ်ပြင်ဝတ်တာအစ mindfulness လို့ပကံခွဲရောက်ကြတာစားတာတောက်တာအဲ့ဒီအစနောက်ဆုံးမှာတိတ်နေတာအိဋ္ဌာအစပြီး mindfulness ပါတယ်တတိပဋ္ဌာန်သုံးပါးကြည့်မယ်ဆိုလို့ရှိရင်လက်ကွေးခြေဆက်ရှေ့တို့နောက်ငင်လှုပ်တာအစအကုန် mindfulness နဲ့သွားအဲ့ဒါတတိနဲ့တမ္ပစဉ္ညာ mindfulness and comprehension လို့ခေါ်တယ်နော်တတိထားတယ်ဆင်ញင်စဉ်းစားတယ်တတိထားခြင်းစဉ်းစားခြင်းဆိုတဲ့ဒီနှစ်ခုနဲ့ပေါင်းစပ်ပြီးတော့အလုံးလုံးနေမယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကြီးပွားတိုးတက်နိုင်တယ်ဒါကြောင့်မို့အဲ့ဒီလေ့ကျင့်ခန်းကိုငွေချေးတနမြောက်များစွာပေးပြီးတော့ခေါ်လေ့ကျင့်နေကြတယ် mindfulness based stress reduction ဆိုတာသင်တန်းပို့ချတယ်အလကားတက်လို့မရဘူးเนาะအခုဘဝပြေပါအလကားတက်လို့ရ mindfulness based stress reduction အဲ့ဒီဤစနစ်ဟာတကယ်အကျိုးရှိတယ်ဆိုတာလက်တွေ့အသုံးချတဲ့လူတွေကသိတယ်ဒါမြတ်စွာဘုရားရဲ့ဤစနစ်သူတို့က mindfulness တစ်ခုတည်းတင်လေ့ကျင့်ခိုင်းတယ်မြတ်စွာဘုရားရဲ့အဆုံးအမကြတော့ mindfulness and comprehension နှစ်ခုတွဲသွားရမယ်လို့ဆိုလို့တတိထားရမယ်စဉ်းစားရမယ်တတိထားရမယ်စဉ်းစားရမယ်ဒါစဉ်းစားမှုကနောက်ကလိုက်နေတယ်အများတတိရှိမှပညာဆိုတာဖြစ်တယ်တတိကင်းတဲ့ပညာဆိုတာမရှိဘူးတဲ့အဲ့ဒါကြောင့်မို့တတိနဲ့ပညာတွဲဖက်တာအဲ့ဒါလို့တွဲဖက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကိုယ့်ဘဝကိုယ့်အခြေအနေကိုအမြဲတမ်းသိနေတဲ့လူတွေဟာတစုံတစ်ခုမှားယွင်းမှုမလုပ်သည့်အတွက်ကြောင့်အောင်မြင်ကြီးပွားမှုတရဖူဆောင်နိုင်တယ်ပေါ့ဒီလိုဆွလို့တာเนาะအဲ့ဒါကြောင့်မလို့အပမရတရားကိုမြတ်စွာဘုရားအဓိကထားပြီးအပမရောအမတပဋ္ဌာန်မမေ့မလျော်ကျူးပန်းအထုတ်မှုဟာမသေးခြင်းရဲ့အကြောင်းဖြစ်တယ်မိမိပမာတော်မစ္ဆုနောပဋ္ဌာန်မိလျော်ရောနေခြင်းဟာတေရခြင်းရဲ့အကြောင်းဖြစ်တယ်တေဆုံးပြောက်ွယ်ရခြင်းရဲ့အကြောင်းဖြစ်တယ်ဟောဒီနှစ်ခုပမာရနဲ့အပမရဆွဲမြဲမြဲလှုပ်တာလည်းပဲအပမရထဲမှာပါတယ်နော်ဆွဲမြဲမြဲလှုပ်တာဒါမို့အပမရရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာတက္ကိစ္စကာရီတလီတစားလှုပ်တယ်နော်တတတကာရီစင်စစ်မပြတ်လှုပ်တယ်အဋ္ဌိတကာရီဆွဲမြဲမြဲတီခိုင်မာလှုပ်တယ်ဆိုတာဒီအကုန်လုံးပေါင်းထားတာနော်မမေ့မနေရဘူးဆိုတာအေးမြတ်စွာဘုရားကဒီဒေသနာတော်မှာအခုလိုဟောတာအပမတောအမတပဒံပမတောမစ္ဆုနောပဒံအပမတ္တာနမယန္တိပြန်ရှင်းပြတယ်ခုနတော့ကသဘာဝတရားကိုပြောတာအပမတောမမေ့မလျော်မှုဆိုတဲ့အကြောင်းတရားဟာအမတပဒံမသေးပဲနဲ့သာဝရတည်ရှိနေခြင်းရဲ့အကြောင်းဖြစ်တယ်ပမာတော့မေးလျော့နေမှုကတော့မစ္ဆုနောပဒံသေဆုံးပြောက်ွယ်ခြင်းရဲ့အကြောင်းဖြစ်တယ်အပမတ္တာနာမယန္တိမမေ့မလျော့နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှမသေးဘူးလောကကြီးကဘယ်တော့မှပြောင်းမသွားဘူးဟောဒီလိုဆိုလို့တယ်နော်ဘယ်တော့မှသေမသွားဘူးသူတို့ဟာခုံသိက္ခာအပြင်နဲ့သေသွားတာမဟုတ်ဘူးသူတို့ရဲ့ဂုဏ်သိက္ခာတွေအရေးချင်းတွေဟာရှိနေမှာဖြစ်တယ်ရေပမတ္တာယထာမတာမိလျော့တဲ့ပုဂ္ဂိုလ်တွေကတော့ဘာမှမထူးအသက်ရှင်လျက်သေးနေတာနဲ့တူတယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့လောကမှာရှင်လျက်သေးနေသူနဲ့
သေသွားတော့လဲရှင်လျက်ရှိသူဆိုပြီးနှမျိုးခွဲလို့ရတာနော်အဲ့တော့ကိုယ့်ကိုရှင်လျက်သေသူမဖြစ်စေနဲ့ဒီလိုဆိုလိုတာပေါ့ဘယ်လောက်ပဲလုပ်လို့တလီတစားဆွဲဆွဲမြဲမြဲခိုင်ခိုင်မာမာအသိဉာဏ်ရှိရှိနဲ့ကြိုးစားအားထုတ်သွားမယ်ဆိုရင်အောင်မြင်မှုကိုရရှိကြမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုယ့်အခြေအနေကိုကိုယ်ဆင်ញင်သုံးသပ်နိုင်စွမ်းမရှိဘူးမိမိလျော်ရောရထားတဲ့အခြေအနေလေးကိုတကယ်ကိုအခြေအနေကောင်းကြီးထင်ပြီးတော့နေလို့ရှိရင်မကြခင်ပျောက်ကွယ်သွားနိုင်တယ်ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့တော့ဒီဒေသနာဟာတာမန်မဟုတ်ဘူးဘုရားဘာသာမဟုတ်တဲ့အတောကမင်းကြီးကိုဒီကြောရတမဏိကနေပြီးတော့ဖះရဲ့အဆုံးအမတစ်ခုကိုပြောပါဆိုဒါပြောလိုက်တာဒီအဆုံးအမကြားပြီးတော့အတောကဘုရင်ကြီးကဘုရားဘာသာဖြစ်သွားတာငကိုယ်တော့ဘုရားဘာသာမဟုတ်ဘူးထို့တူပဲမြမသမိုင်းမြမရာဇွဲမှာကြည့်လိုက်လို့ရှင်အနောထဘုရင်ကြီးဟာဘုရားဘာသာစစ်မဖြစ်ခင်အခုလိုပဲရှင်အရဟံစီကအပမာရောအမတပဒံဆိုတဲ့ဒီဒေသနာကိုနာယူလိုက်ရတဲ့အခါမှာဘုရားဘာသာစစ်ဖြစ်သွားတယ်ဒီအဆုံးမရသွားတာမင်းပဲဖြစ်ဖြစ်တိုင်းသူပြည်သားပဲဖြစ်ဖြစ်အရာရှိပဲဖြစ်ဖြစ်ဝန်တန်းပဲဖြစ်ဖြစ်အလုံးဟာအပမာဒလို့ဆိုတဲ့ရှင်ဘုမိတ်ရဲ့ကျင့်ကင်းတဲ့တတိရှိလို့ရှိရင်ကြီးပွားတိုးတက်မှာပဲတတိမရှိဘူးဆိုရင်ကြာဆုံးသွားနိုင်တယ်လို့ဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ဒီဒေသနာတော်ဟာလောကီကိစ္စမှာလည်းပဲမြတ်စွာဘုရားရဲ့လမ်းညွှန်ဆုံးမမှုဟာလောကီအတွက်လည်းပဲအကျိုးရှိတယ်ဟာမျိုးအဲ့တော့အပမာဒဆိုတဲ့တတိကဘယ်တော့မှပျောက်ကွယ်သေဆုံးသွားခြင်းမရှိဖို့အတွက်အကြောင်းတရားဖြစ်တယ်ပမာဒဆိုတဲ့မေ့လျော့ခြင်းကတော့သေဆုံးပျောက်ကွယ်သွားခြင်းရဲ့အကြောင်းဖြစ်တယ်သေဆုံးပျောက်ကွယ်သွားခြင်းရဲ့အကြောင်းဖြစ်တယ်အပမတ္တာနာမိယန္တိယေပမတ္တာယထာမတ္တာမေ့လျော့မမေ့မလျော့တဲ့ပုဂ္ဂိုလ်တွေဟာသာဝရအသက်ရှင်နေသူတွေဖြစ်ပြီးမေ့လျော့တဲ့ပုဂ္ဂိုလ်တွေဟာအသက်ရှင်နေသေးနေသူတွေပဲဖြစ်တယ်ဟောဧဝံဝိသေတတောညတ္တဝါဒီလိုထူးခြားချက်ကိုစဉ်းစားဆင်ခြင်အသိဉာဏ်သက်ဝင်ရမယ်အဲ့ဒီအသိဉာဏ်သက်ဝင်ပြီးတဲ့အခါမှာအပမဒမိပဏိတာအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကဟုတ်တယ်ငါတို့ဟာရမှာရှင်မှုမေ့လျော့နေဖို့မတော်ဘူးတတိရှိနဲ့အသိရှိနဲ့တို့တွေကြိုးစားအထောက်အမှားဆိုပြီးတော့အပမာရဆိုတဲ့တတိနဲ့ပညာတရားပေါ်မှာယက်တိကြတယ်ခိုင်မာယက်တိကြတယ်ဘာလို့တတိရှိနဲ့သွားနေတယ်ကိုယ်အခြေအနေရကိုယ့်ဘက်ကိုစဉ်းကျင်သုံးသပ်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကတိုးတက်သွားတာပဲเนาะအပမဒံမိပဏိတာအပမတိပမောဒန္တိသူတို့ဟာတတိရှိနေရတာကိုပဲသူတို့ဘဝမှာပျော်စရာကြီးလို့ဒီပေါ်မှာပဲမွေးလျော်တယ်ဆိုတော့ဘယ်တော့မှတတိလက်လွတ်ငှက်တောင်ကျွတ်ဘဝမျိုးဘယ်တော့မှမရောက်စေဘူးအမြဲတမ်းတတိရှိပြီးတော့နေကြတယ်အရိယာနံခောစရိရတလောကမှာအစင်းမြင့်ပြီးတော့လူတော်လူကောင်းတွေရဲ့ကိုချင်းတရားတွေပေါ်မှာသူတို့ဟာအခိုင်အမာယက်တည်ပြီးပျော်မွေ့နေကြတာဖြစ်တယ်အပမာရရှိလာပြီဆိုလို့ရှိရင်အပမာရရှိသူနဲ့မရှိသူတို့ရဲ့ထူးခြားချက်ကိုကောင်းကောင်းကြီးသဘောပေါက်တယ်ဘယ်လိုလို့ဆိုတော့မေ့လျော့နေတဲ့ပုဂ္ဂိုလ်တွေဟာတော့အသက်ရှင်နေရဲ့တည်ဆုံးနေသူတွေပဲဂုံအားဖြင့်လဲသူတို့ဟာပေါ်လွင်လာကြတာမဟုတ်ဘူးဂုံသိက္ခာအပြင်လဲထင်ရှားပေါ်လွင်မှုမရှိကြဘူးအပမာရလို့ဆိုတဲ့တတိရှိနဲ့ဆင်ញတုံတရားရှိနဲ့ကျိုးပအထုတ်တဲ့ပုဂ္ဂိုလ်တွေကတော့တည်သွားတောင်မှသူတို့နာမည်ကိုဘယ်သူမှမမေ့ကြဘူးသူတို့ဟာတည်သွားတောင်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေတို့အဲ့ဒီလိုထူးခြားတဲ့အခြေအနေတရားကိုသေးသေးချာချာအလေးနဲ့ထားစဉ်းစားပြီးတော့အပမာရလို့ခေါ်တဲ့ရထားတဲ့အခြေအနေပေါ်မှာရင်မှုမေ့လျော့ခြင်းခင်းပြီးတတိတံစင်ညနဲ့အလုံးလုံးကြမယ်ဆိုလို့ရှိရင်အဲ့ဒီအပမာရတရားပေါ်မှာ
မွေးလျော်ပျော်ပိုက်နှစ်ချိုက်ကြမယ်တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေမွေးလျော်တဲ့နေရာမှာအပမဒတရားကိုလက်တွေ့ကျင့်သုံးနေကြမယ်ဆိုလို့ရှိရင်